Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အားလိုက်ရလေးဆိုတော့ဘာဆိုင်ရင်ကောင်းမလဲလို့တွေးလိုက်တော့မယန်းသီးကိုပြင်းမြင်ပါတယ်ရှင်အဲ့တော့မယန်းသီးလေးတုပ်စားပါမယ်နန်းကြီးလိုက်တာတော့မယန်းသီးကတော့ချင်းနဲ့အနံလေးရပါတယ်ရှင်ကဲမယန်းသီးကိုစားတုပ်မယ်ဆိုတော့အရင်ဦးဆုံးမယန်းသီးလေးကိုရေဆေးပါမယ်ရှင်ရေဆေးပြီးတော့ပါပြီပေါ့နော်အခုတော့ရေဆေးပြီးတော့ပါပြီဒါကတော့ကိုစားနိုင်တယ်လို့လေးပဲရေဆေးထားပါတယ်ရှင်အများကြီးလည်းမစားနိုင်တော့နည်းနည်းလေးပဲရေဆေးထားပါတယ်ပြီးတော့မယန်းသီးဘောလေးမှာဓာတ်လေးနဲ့မှုန်းလိုက်ပါတယ်ရှင်ဓာတ်နဲ့မှုန်းတာကိုတော့မပြတော့ပါဘူးဘန်ခန်ထိမှာဆိုလို့ပါကဲစပြီးတုပ်ပါပြီအရင်ဦးဆုံးဆရာကြီးကိုစားထည့်ပါမယ်ရှင်ချင်းတဲ့အတွက်အချင်းတိတ်မစားနဲ့တော့ဆရာကြီးကိုအများကြီးထည့်တယ်ပြီးတော့ပစုံချောက်မှုလေးထည့်ပါမယ်ပစုံချောက်မှုလေးထည့်ပါတယ်ရှင်ဒါကဘာပဲတုပ်စားပစုံချောက်ကတော့အမြဲမပါမဖြစ်ထည့်ဖြစ်တယ်ပေါ့နော်ကဲပစုံချောက်လေးထည့်ပါမယ်ပစုံချောက်ထည့်ပြီးလို့ရှင်တော့စားလေးအနည်းငယ်ထည့်ပါတယ်ရှင်စားလေးထည့်မယ်ပြီးတော့အချိုးမုတ်လေးလည်းထည့်ပါတယ်ရှင်အများကြီးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးပဲအချိုးမုတ်လည်းနည်းနည်းလေးပဲထည့်ပါမယ်ရုပ်သီးမှုန့်နဲ့ငပြားကြီးထည့်တာတော့မေ့သွားလို့မရိုက်လိုက်ရပါဘူးရှင်ကဲအဲ့ဒါဆိုရင်တော့အခုစတင်ပြီးတော့နေပါတော့မယ်ရှင်လက်နဲ့ဆိုပူမှာဆိုလို့ဇွန်းနဲ့နေပါတယ်ရှင်ဇွန်းလေးနဲ့စပြီးနေပါမယ်နှံ့အောင်နေလိုက်ပါမယ်ရှင်နှံ့အောင်နေပါမယ်ကဲရသွားပါပြီကဲအဲ့ဆိုတော့စားလို့ရပါပြီရှင်ဩလက်ကတော့ဆေးပြီးတော့ပါပြီပေါ့နော်ဒီထဲမှာထည့်မပြတော့ပါဘူးလက်နဲ့အားရပါရစားကြည့်ပါမယ်အရင်ဦးဆုံးချင်းမှာဆိုလို့နည်းနည်းချင်းကြိုက်စားလိုက်တဲ့အချိန်မှာရတာတွေးဖို့ပါတယ်အဲ့တော့ကိုတုတ်ကိုကောင်းကိုရှယ်ပေါ်ရှင်ကိုတုတ်ကိုကောင်းကိုရှယ်လေးကိုစားပါမယ်နည်းနည်းစီထပ်စားကြည့်ပါတယ်ထပ်စားကြည့်ပါတိတ်မချင်ဘူးဆိုတာတေချာဝါပြီတေချာဝါပြီဆိုတော့နောက်တေချာနောက်ထပ်တစ်ခိုက်ထပ်ကြိုက်ပါတယ်ရှင်တေချာနောက်ဆုံးတေချာဝါပြီကိုတုတ်ကိုကောင်းဖြစ်သွားပြီဆိုရင်တော့ပါဇက်ထဲကိုတစ်လုံးလုံးထည့်လိုက်ပါတယ်ရှင်တစ်လုံးလုံးထည့်ပြီးစားပါတယ်ပါဇက်ကတော့ရတာခံနေတော့မှာအဲ့မှာလက်မတစ်ထောင်ထောင်နဲ့ကိုတုတ်ကိုကောင်းဖြစ်နေပါတယ်ရှင်ကဲဆက်စားပါမယ်စားပါတယ်အမအစီထုတ်ဖို့အတွက်ပကန်းလေးလှမ်းတောင်းတာပါရှင်အမအစီလေးထွေးပြီးတော့နောက်ထပ်တစ်လုံးထပ်စားပါမယ်ရှင်တခိုင်းလောက်တော့အရင်ဆုံးကိုက်လိုက်ပါတယ်မိမသားစစအရင်ဆုံးတခိုင်းလောက်လေးကိုက်ပြီးတော့အချိန်မှာတစ်လုံးလုံးထည့်လိုက်ပါတော့မယ်ရှင်ကိုတုတ်ကိုကောင်းအရန်ကောင်းလက်မတစ်ထောင်ထောင်နဲ့အမပစုံချောက်လေးနည်းနည်းစားပါမယ်ထည့်ထားတဲ့ပစုံချောက်လေးနည်းနည်းစားပါမယ်ရှင်ဆက်လက်ဆက်ပါတယ်ကောင်းလည်းကောင်းပါတယ်ပါပြီကဲဆက်စားပါမယ်ရှင်ဆက်ပြီးတော့ဆုံးထိကြည့်ပေးကြပါအောင်ရှင်ဟုတ်ပါပြီနောက်တစ်လုံးထပ်ထည့်ပါတယ်တစ်လုံးထပ်ထည့်တယ်အစပိုင်းမှာတော့မိမသားဆက်ဆက်တကိုက်လေးပဲကိုက်ပြီးမဲ့ပြီးရင်တော့တစ်လုံးလုံးပါဇက်ထဲကိုထည့်လိုက်ပါတယ်ရှင်ခုနကတော့ဆရာကြီးထည့်ထားတဲ့အတွက်အရင်တော့မချင်တော့ဘူးပေါ့နော်မချင်တော့ချိုးချင်းလေးအနှဲငယ်ချင်တာလေးပဲရှိတော့ချိုးချင်းနဲ့စားလို့ကောင်းပါရှင်အခုတော့၅လုံးပဲကြံပါတော့လေပစုံကြောက်လေးစားလိုက်ပါအောင်မယ်ကဲစားရလေးကိုအဆုံးထိစက်ကြည့်ပေးကြပါအောင်ရှင်ဆက်လက်ဆက်ကောင်းလဲကောင်းတယ်လုံးပြီးတစ်လုံးစားရင်လည်းကုန်ပါတော့မယ်ရှင်ချင်းလားချိုလားရတာခိုင်းနေစားရင်လည်းပဲကုန်ပါတော့မယ်အမဆက်လက်ဆက်ပါတယ်ကိုဘတာကိုတော့ကိုဘတာကိုကောင်းကိုဘတာကိုစားဖြစ်နေတာပေါ့ရှင်အမနောက်တစ်လုံးပါစတဲ့ထပ်ထည့်ပါမယ်ပါစတဲ့တစ်လုံးလုံးထည့်ပလုတ်ပလောင်းနဲ့စားနေပါတယ်ရှင်
ချိုချိုချင်းချင်းလေးနဲ့အရန်စားကောင်းတော့ကိုရှယ်ပေါ့ရှင်ပစုံကြောက်လေးထပ်စားလိုက်ပါအောင်မယ်ရှင်ဆိုင်းနဲ့ပဲသုံးလုံးပဲကြံပါတော့တယ်ရှင်အရန်စားလို့ကောင်းလို့နောက်ထပ်ကျန်တဲ့အလုံးလေးထပ်ပြီးတုပ်လိုက်ပါအောင်မယ်ကဲဒီနေ့တော့ဒီလောက်ပါပဲရှင်ဘိုင်ဘိုင်ပါ